မင်္ဂလာပါရှင်အမကစတမာတို့ရေအမပစ္စည်းလေးတစ်ခုရထားလို့အရန်ပျော်လုံးလို့အမကစတမာတို့လက်ဆောင်လာပေးတာတဲ့ကျမပေးစရာမလိုဘူးဒီဗီဒီယိုဖိုင်ကိုမြင်တာနဲ့အသေးပေး share ပေးပြီးတာနဲ့ယူတစ်လုံးနဲ့မှန်သွားပြီเนาะလူကြီးအများကြီးပေးမယ်တကယ်ကိုလူကြီးအများကြီးပေးမှာအမကစတမာတွေအမပျော်လုံးလို့ဘာပစ္စည်းလေးလဲဆိုတော့အမကစတမာတွေရွှေပိုးစင်းမယ်အသားဒီအိဖက်နေတာပဲအနံလုံးကြီးပဝါစားရထမိန်တကွင်းနဲ့သူကနှစ်ကိုက်တော်အနံအမကစတမာနှစ်ကိုက်တော်ကွင်းအနံလုံးဆိုတော့အမကစတမာတွေရဲ့ပေါင်100ကျော်ထိရတယ်ပေါင်100ကျော်အမျိုးသမီးဆိုလို့ရှိရင်ထမိန်တကွင်းနဲ့ပဝါစားရတယ်ပေါင်160ဆိုလို့ရှိရင်ပေါင်160အထိကိုဝမ်းဆက်ရတယ်အနံဒီလိုအနံကြီးเนาะဝင်းကနှစ်ကိုက်တော်ကွင်းအဖြစ်အနံဒီလိုအနံကြီးမမရဲ့ဘာသားလဲဈေးမယ်ရွှေပိုးဈေးမယ်သားเนาะဈေးမယ်သားအတွင်းဘက်ကိုအမလှန်ပြမယ်အမကစတမာအမိတ်ကလေးလဲပါတယ်အတွင်းဘက်ကဒီလိုမျိုးလေးအမအနီးကပြပေးလိုက်တာဈေးမယ်မြင်ရလားအမကအဲ့လိုဈေးမယ်အသားဒီအသားလေးဒီမြောင်းပုံစံမျိုးလေးနဲ့လက်စုရရမ်းဆန်တယ်အမကစတမာတွေအသားဣတယ်ကော့ပိတ်တစည်းမကတ်ချုပ်เสียမလိုဘူးဒီလိုဈေးမယ်မျိုးလေးကိုအမအခုလာမယ်18ရက်နေ့နဲ့18ရက်နေ့တနင်္ဂနွေတနင်္လာလိုက်စေမနေ့တနင်္ဂနွေနေ့18ရက်နေ့မနေ့17နာရီကနေတနေ့ကုန်လိုက်စေညလိုက်စေမရှိဘူးပေါ့နော်ညနေ6နာရီခွဲလောက်ဒီလိုက်စေတနင်္လာနေ့ကိုလည်းမနေ့17နာရီကနေညနေ6နာရီခွဲဒီလိုက်စေလိုက်စေ2ရက်ရှိတယ်ဒါကိုတနင်္ဂနွေနေ့အခုလာမယ်တနင်္ဂနွေနေ့18ရက်နေ့မနေ့ပိုင်း17နာရီပေါ့နော်17နာရီကြော်လေးမှာစပြီးဒါစရောင်းပြီးမှာအဲ့တော့ပြောချင်တာအမကစတမာတွေရဲ့တနင်္ဂနွေနေ့မနေ့ပိုင်းပေါ့နော်17နာရီကနေပြီးတော့အမကစတမာအမရဲ့လိုက်စုစောင့်ပြီးဒါလေးကိုလေအပြင်မှာအမကစတမာတွေဘာဘူးလေးနဲ့ထည့်ပြီး9000 8000 9000ဝယ်ရမှာနှစ်ကိုက်တော်ကိုလည်းအနံလိုကြီးလက်စွီရွှေပိုးစိမ့်မယ်အမဘလောက်နဲ့ပေးမှလဲသိလားအမတို့ပိုးပြောင်ပေးမှတော့လို့ရှိလို့ရှင်ဟိုဘယ်လိုပြောမလဲပိုးသားလေးတွေချီပိုးလေးတွေတကိုက်ဖိုးပဲယူပါမြန်မာငွေကျပ်9000ကျော်လေးနဲ့လုပ်ပြီးမှာဝမ်းဆက်တစုံလုံးမြန်မာငွေကျပ်9000ကျော်နဲ့ရောင်းပေးမှာဘမာမှမရနိုင်သူတို့ဘလို့မှမဖြစ်နိုင်ဘူးနော်အမလော့ပြထားတယ်အထည်ရလဲ1000ကျော်လေးပဲရှိတယ်အမလိုက်စေမှာလူရမှာအမကစတမာတွေ9စုံတစ်စီးနဲ့2စုံတစ်စီးရောင်းပေးမယ်အမကစတမာတွေကလူဝယ်ရမှာအသားဒီကော်ပိတ်ကချုပ်စရာမလိုတဲ့ပစ္စည်းဖြစ်တဲ့အတွက်အမတို့အရန်မိုက်တယ်ဒီကကြီးထဲမှာပတ်စံ9000ကျော်နဲ့ဒီလိုပွဲတက်ဈေးမဲ့တွေဆိုတာဒါအိမ်မက်ဈေးနော်အိမ်မက်ဈေးအချစ်ဈေးတွေနဲ့ရောင်းပေးမှာအဲ့တော့အမကစတမာတွေကအခုလာမယ်18လိုက်ဈေးကိုစောင့်ပေးပါအမကစတမာတွေကဲနောက်တစ်ခုမမကြီးရဲ့ဈေးမဲ့မလို့ချင်ဘူးမမကြီးခါးရောက်ဝတ်ထားတဲ့ခေါင်းဝင်လေးလိုချင်တယ်ရမယ်ဈေးမဲ့ကြိုက်ရင်ဈေးမဲ့ယူပေးချင်လုံးအားကြီးလို့ဒီကမမခေါင်းဝင်ကြိုက်ရင်ခေါင်းဝင်ယူလို့မှန်ပြီဒီခေါင်းဝင်ကကျတော့ပေါင်180ကနေပေါင်200ပဲတော့မယ်အမပေါင်180နော်ဒီမှာကြည့်ပေါင်180ကနေ200ကြား160လောက်လဲရမှာပေါ့နော်160ကနေ200ကြားကတ်စတမာတွေဝင်မှန်းလို့ရတယ်နော်အေးနေတာပဲရာသီစားလေးဒီတလိုက်တော့မမီတော့ဘူးအမတို့နောက်လာမယ်တက်လိုက်မှာပဲအမတို့ပါတော့မယ်အမအများကြီးပစ္စည်းတွေထုတ်နေ local brand ပေါ့နော်အမထုတ်တဲ့ပစ္စည်း